အလားတူဆေးဆိုတာကအရင်ဆုံးဒီဆေးတစ်ခုကိုရှာဖွေဖော်ထုတ်ထားတဲ့ကုမ္ပဏီတစ်ခုရှိမယ်ပေါ့နော်အဲ့ဒီကုမ္ပဏီကိုကျွန်တော်တို့ကဒီ brand ပေါ့သူ့ရဲ့တစိမ့်ပေါ့ပြီးတော့မူပိုင်ခွင့်သတ်မှတ်ထားတဲ့ဒီကုမ္ပဏီတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီမူပိုင်ခွင့်က20လောက်ကြာလို့ရှိရင်မူပိုင်ခွင့်ကတက်တန်းကုန်သွားတယ်အဲ့ဒီကြာလို့ရှိရင်အဲ့ဒီဆေးနဲ့လုံးဝတစ်ထည့်ရတဲ့တူတဲ့ပမာဏနဲ့အရေးအသွေးပါဝင်ပစ္စည်းတွေတူအောင်လို့ထုတ်လုပ်ခွင့်ရှိတယ်ပေါ့နော်တခြားကုမ္ပဏီကအဲ့ဒါကိုလည်းဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအားပေးတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့လိုထုတ်လို့ရှိရင်ကြတော့စီးပွားတွေဈေးနှုန်းတက်တာလာပြီးတော့လူတိုင်းလက်လန်းမိတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။ဥပမာကျွန်တော်တို့ကိုဗစ်မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့အမေရိကဘက်ကထုတ်တဲ့ vaccine ကဈေးတအားကြီးတယ်ဒါပေမဲ့ကျွန်တော်တို့အိန္ဒိယဘက်ကိုရောက်လာပြီးတော့အိန္ဒိယဘက်ကထုတ်လုပ်လိုက်တဲ့အခါကျတော့ဈေးတက်နဲ့ရရှိတယ်ပေါ့နော်။ဈေးနှုန်းကွာခြားတဲ့နောက်ွယ်ကအကြောင်းရင်းတွေ